ဝေဘလီမှာကဏ္ဍတွေကိုစုံမဖို့အတွက်ငှက်ကြားတွေကို special သမားမယ် CT အားလုံးပဲမင်္ဂလာပါများပြန်တော့ IMAX ကိုရှိကို5 miss agent ကနေပြန်လည်ကြိုလိုက်ပါရင်ဘောလုံးပွဲတွေကိုစော်သားခြင်းနဲ့ဆိုရင်တော့အမှန်က Fiber မှာဆက်သွယ်စော်သားနိုင်ပါရင်ဒီဟာဒီမန် City ရဲ့အခြေအနေကအနေအမြင့်တက်ကြနေတဲ့ခီးကျန်းတစ်ခုပြတ်တန်းနေရတဲ့ပုံပါပဲတော်လေးကိုဆိုရတဲ့အခြေအနေမဟုတ်တော့မှလက်ရှိသူတို့ရဲ့စွမ်းဆောင်ပြနေတဲ့အရာတွေကပရီးမီးယားလိချန်ပီယံဆုအတွက်တိတ်ပြီးမဖြစ်နိုင်တဲ့အခြေအနေတစ်ခုကိုမြင်တွေ့နေခဲ့ရသလိုချန်ပီယံလိမှာလည်းချန်ပီယံဖြစ်ဖို့ဆိုတာမသေးချာမြင်ရတဲ့အခြေအနေတစ်ခုလို့ဆိုရမှာပါမန်စီးတီးကပြီးခဲ့တဲ့ရာသီကလည်းဖလားလက်မဲ့ရာသီဖြတ်တန်းထားခဲ့ရတာဖြစ်တဲ့အတွက်ဒီရာသီမှာတော့အဲ့လိုအဖြစ်ခံချင်မှာမဟုတ်ပါဘူး။အဲ့ဒီအတွက်ပတ်ကွယ်လာရဲ့အသင်းဟာဒီရာသီမှာတေချာတဲ့စူပလာတွေကိုအရယူသွားဖို့အတွက်အားခဲထားမှာဖြစ်တယ်လို့ပြတ်မှတ်ထားနေခဲ့ကြပါလိမ့်မယ်။ပြောမယ်ဆိုရင်ပြည်တွင်းဖလားတွေကိုအရယူဖို့အတွက်မန်စီးတီးတို့ပြတ်မှတ်ထားနေခဲ့ကြမှာဖြစ်ပြီးသူတို့တွေအတွက်ကာရာဘောနဲ့ FA ဖလားတွေကိုဒီရာသီမှာရီမန်းထားတဲ့စူပလာတွေအဖြစ်သတ်မှတ်ထားခဲ့ကြမှာပါ။မန်ချက်စတာစီးတီးအသင်းဟာအခုဆိုရင်ကာရာဘောဖလားဆီမီဖိုင်နယ်ဒုတိယအကြော့အဆင့်ကိုရောက်ရှိနေခဲ့တာဖြစ်ပြီးသူတို့တွေကလည်းရှေ့ချန်ပီယံနယူကာဆယ်အသင်းနဲ့ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။နယူကာဆယ်အသင်းဟာပြီးခဲ့တဲ့ရာသီကကာရာဘောဖလားကိုရောက်နိုင်ခဲ့တဲ့အထိစွမ်းဆောင်ရည်ကောင်းတွေပြသခဲ့ကြပေမဲ့ဒီရာသီမှာတော့ငှက်ကြားတွေရဲ့စွမ်းဆောင်ရည်တွေကရင်ဝေးတကောလို့အစိမ့်မရှိတဲ့အသင်းဖြင့်မြင်တွေ့နေခဲ့ရတာပါအသင်းကြီးတွေကိုဒုက္ခပေးတဲ့အသင်းဖြင့်သတ်မှတ်ထားခဲ့ကြပေမဲ့သူတို့တွေဟာပထမကြော့စင်ကျင်ဘက်မှာကစားခဲ့တဲ့ပွဲစဉ်မှာမန်စီးတီးအသင်းကို2ဂိုးပြတ်နဲ့အရှုံးပေးထားခဲ့တာပါစင်ကျင်ဘက်ကွင်းကြီးထဲမှာအဲ့လိုလုပ်ပြဖို့ဆိုတာတေးပြီးမလွယ်ကူဘူးဆိုပေမဲ့မန်စီးတီးဟာကာရာဘောဖလားကိုဘယ်လောက်ထိအားထည့်သားလဲဆိုတာအဲ့ဒီပွဲရလက်ကိုကြည့်ရင်သိပါလိမ့်မယ်လို့ပဲပြောချင်ပါတယ်မန်စီးတီးတို့ကာရာဘောဖလားကိုတော်လေးအားဆိုင်နေခဲ့ကြတာကိုမြင်တွေ့ထားခဲ့ရဖြစ်ပြီးဒီနေ့ညမှာလည်း ATM မှာနယူကာဆယ်အသင်းကိုအဲ့ခံကစားသွားရအောင်မှာဖြစ်ပါတယ်မန်စီးတီးအသင်းအတွက်ကာရာဘောဖလားဟာရေးပါတဲ့စူပလာတစ်လုံးဖြင့်သတ်မှတ်ထားတာဖြစ်တဲ့အတွက်ပရီးမီးယားလိမှာနိုင်ဝဲပြောင်းနေပေမဲ့ကာရာဘောဖလားပြိုင်ပွဲမှာတော့နယူကာဆယ်ကိုထပ်ပြီးအနိုင်ယူပြကြပါလိမ့်မယ်မန်စီးတီးအနေနဲ့ဝေမာလီမှာကဏ္ဍတွေကိုစုံမပြဖို့အတွက်ဒီနေ့ညကစားမယ့်ပွဲစဉ်မှာငှက်ကြားတွေကို special သတ်မှတ်သွားကြအောင်မှာဖြစ်ပါတယ်